Speaking pattern number 1. I can't wait to plus verb 1. I can't wait to ရဲ့နောက်က verb 1 လိုက်တယ်။သူ့အဓိပ္ပာယ်ကတော့ငါမဆောင်နိုင်တော့ဘူးအဲ့လိုအဓိပ္ပာယ်ရပါတယ်။ကိုကတခုခုကိုအရန်လုပ်ချင်တဲ့အခြေအနေမျိုးကိုသုံးပါတယ်။ example လေးနဲ့ပြောကြည့်အောင် I can't wait to see you ငါမင်းကိုတွေ့ဖို့မဆောင်နိုင်တော့ဘူး။ဒီနေ့မှာသူကပြောချင်တာကအရန်တွေ့ချင်တဲ့သဘောကိုဆောင်ပါတယ် I can't wait to see you ဒီနေရာမှာ I can't wait to ရဲ့နောက်မှာ SEEC က verb 1ပဲတုံးထားပါတယ် I can't wait to see you ငါမင်းကိုတွေ့ဖို့ငါမဆောင်နိုင်တော့ဘူးဆိုတဲ့သဘောကိုပြောချင်တာပါနောက်တဲ့ example တစ်ခုကတော့ I can't wait to see this movie ဒီရုပ်ရှင်ကိုကြည့်ဖို့မဆောင်နိုင်တော့ဘူး I can't wait to see this movieဒီမှာလည်းအလားတူပဲ C ကို verb 1တုံးထားတယ်နော်နောက်တဲ့ example တစ်ခုက I can't wait to visit you မင်းစီကိုလာလဲဖို့မဆောင်နိုင်တော့ဘူးဒီညမှာ visit အလဲပြောတာနော်အဲ့တော့ verb 1တုံးထားတယ် I can't wait to visit you ငါမင်းစီကိုလာလဲဖို့မဆောင်နိုင်တော့ဘူးလို့ပြောတာဖြစ်ပါတယ်နောက်တဲ့ example တစ်ခုဆက်ကြည့်အောင် I can't wait to travel to Europe ငါယူရိုကိုခရီးသွားဖို့မဆောင်နိုင်တော့ဘူးဆိုလိုချင်တာကအရင်သွားချင်နေပြီ right I can't wait to travel to Europe ဒီညမှာ Europe ပဲပြောလို့ရတာမဟုတ်ပါဘူးเนาะကိုသွားချင်တဲ့နိုင်ငံကိုအစားထိုးရုံပဲအဲ့တော့ I can't wait to travel to Europe ဆိုတာကငါယူရိုကိုခရီးသွားဖို့မဆောင်နိုင်တော့ဘူးနောက်တဲ့ example တစ်ခုက I can't wait to tell you about it I can't wait to tell you about itအမင်းကိုအကြောင်းပြောပြဖို့မဆောင်နိုင်တော့ဆိုလို့ချင်တာကအဲ့ဒီအကြောင်းကိုအရန်ပြောပြချင်နေတာ right အဲ့တော့ I can't wait to tell you about it အမင်းကိုအကြောင်းပြောပြဖို့ငါမဆောင်နိုင်တော့ဘူးလို့ပြောတာဖြစ်ပါတယ်နောက်တစ်ခု speaking pattern number 2 I can't help plus verb ing အဓိပ္ပာယ်ကတော့မလုပ်ပဲမနေနိုင်ဘူးလို့အဓိပ္ပာယ်ရတယ်ဘယ်လိုအခြေအနေမျိုးမှာသုံးတယ်လဲဆိုတော့ကိုယ့်ရဲ့ feeling အရင် strong ဖြစ်တဲ့အခါမလုပ်ရင်မနေနိုင်တဲ့အခါမျိုးမှာအသုံးပြုတယ် Let me give you an example I can't help doing it ဒီနေရာမှာ I can't help ရဲ့နောက်မှာ do ကို verb ing လိုက်ထားပါတယ်အဲ့တော့ verb မှာ ing ပေါင်းပေးရတယ်เนาะ I can't help ရဲ့နောက်ကလိုက်တဲ့ verb က ing ပေါင်းထည့်ပေးရတယ် I can't help doing it ငါအဲ့ဟာမလုပ်ပဲမနေနိုင်ဘူးI can't help doing it ငါဟာကိုမလုပ်ပဲမနေနိုင်ဘူးနောက်တစ်ခုက I can't help falling in love with you I can't help falling in love with you ငါမင်းကိုမချစ်ပဲမနေနိုင်ဘူး I can't help ဒီနေရာမှာ fall ကို F A L L I N G falling ing ပေါင်းထားပါတယ်နော် in love ကတွဲသုံးတယ်အဲ့ဒီ phrase နော် falling in love ဆိုတာတွဲသုံးတာအဲ့တော့ I can't help falling in love with you ငါမင်းကိုမချစ်ပဲမနေနိုင်ဘူးနောက်ထပ် example တစ်ခု I can't help thinking of you I can't help thinking of you ငါမင်းအကြောင်းကိုမတွေးပဲမနေနိုင်ဘူး I can't help thinking of you ငါမင်းအကြောင်းကိုမတွေးပဲမနေနိုင်ဘူးနောက်ထပ် example တစ်ခု I can't help gazing at youအဓိပ္ပာယ်ကတော့ငါမင်းကိုငေးမကြည့်ပဲမနေနိုင်ဘူး I can't help gazing at you ဒီညမှာ G-A-Z-E gaze ကို G-A-Z-I-N-G gazing နော်ငါမင်းကိုငေးမကြည့်ပဲမနေနိုင်ဘူးနောက်ထပ်တစ်ခု speaking pattern number 3 I can't keep plus verb ing အဓိပ္ပာယ်ကတော့တစ်ခုခုဆက်ပြီးတော့မလုပ်နိုင်ဘူးမဖြစ်နိုင်ဘူးပြောချင်တဲ့အခါမျိုးမှာအသုံးပြုတယ် For example I can't keep living this way I can't keep living this way ဒီလိုပုံစံနဲ့ဆက်ပြီးတော့မနေနိုင်ဘူး right so ဒီညမှာ I can't keep ရဲ့နောက်ကလိုက်တဲ့ verb က live မှာ ing ပေါင်းထားပြီအဲ့တော့ I can't keep living this way ငါဒီလိုပုံစံနဲ့ဆက်ပြီးတော့မနေနိုင်ဘူးနောက်တစ်ခုကတော့ I can't keep supporting her anymore okay I can't keep support မှာကြတော့
supporting ing ပေါင်းထည့်ပေးထားတယ်အဲ့တော့ I can't keep supporting her anymore I can't keep supporting her anymore နောက်ထပ် example တစ်ခု I can't keep pushing him to leave I can't keep pushing him to leave တနည်းအားကနေပြီးတော့ထွက်သွားဖို့အတူအားမပေးနိုင်ဘူးလို့ပြောချင်တာဖြစ်ပါတယ်နောက်ထပ် speaking pattern number 4 I can't stop plus verb ing အတိတ်ဘယ်ကတော့တခုခုငါမတားဆီးနိုင်ဘူးမရပ်တန့်နိုင်ဘူး for example I can't stop dreaming of you ဒီနေရာမှာ dream ကအိမ်မက်မက်တာ dreaming ဒီနေရာမှာထပ်ပြီးတော့ ing ပေါင်းထည့်ပေးထားပါတယ်နောက်ထပ် example တစ်ခုကတော့ I can't stop drinking coffee I can't stop ရဲ့နောက်က drink ကို ing ပေါင်းလိုက်တယ် drinking ဖြစ်သွားတယ် I can't stop drinking coffee drinking coffee တောက်တာ I can't stop ငါရပ်တန့်လို့မရအောင်ဆိုလိုတာကတော့ကျွန်တော် coffee ဖြတ်လို့မရအောင် coffee ကိုဆွဲနေပြီအဲ့တော့ I can't stop drinking coffee ဆိုတာကငါ coffee မတောက်လို့မရအောင်ငါ coffee တောက်တာရက်လို့မရဘူးလို့ဆိုတဲ့သဘောပြောချင်တာနောက်ထပ် example တစ်ခုကြတော့ I can't stop laughing laugh ကရီမောတာlaugh ကို ing ပေါင်းလိုက်တယ် laughing ဖြစ်သွားတယ် I can't stop laughing ကရီမောတာကိုလုံးဝရက်လို့မရဘူးဖြစ်တယ်ပေါ့နော်ဆိုလိုတာကဒီတယောက်ပြောလိုက်တဲ့ဟာသားကိုကွာတောက်လျှောက်တဘောကြတောက်လျှောက်ရည်ညာအဲ့တော့ I can't stop laughing ကဲလို့ကိုရှိတာကိုဘလို့မှထိန်လို့မရအောင်ရက်လို့မရဆိုတဲ့အခြေအနေမျိုးကိုပြောချင်တဲ့အခါဆိုရင်ဒီလိုလေးပြောလို့ရတယ် I can't stop laughing နောက်ထပ် example တစ်ခုကတော့ I can't stop the feeling ကိုယ့်ရဲ့ခံစားချက်ကိုနော် describe ပြောချင်တဲ့အခါမှာငါရဲ့ခံစားချက်ကိုငါအားစီလို့မရဘူးဖြစ်တယ်ပေါ့နော်အဲ့တော့ I can't stop the feeling ဒီ feeling မျိုးဒီ feeling ကိုငါအားစီလို့မရဘူးဒီခံစားချက်ကိုငါအားစီလို့မရဘူးပြောချင်တဲ့အခါမှာ I can't stop the feeling အဲ့လိုလေးပြောလို့ရပါတယ် I can't stop the feeling now take speaking pattern number 5 the plus comparative plus the better ဒီညမှာတခုခုဖြစ်လေကွက်လက်ပိုကောင်းလေအဲ့လိုချင်းမျိုးကိုပြောချင်တဲ့အခါကြလို့ရှိရင်ဒီဟာလေးကိုသုံးလို့ရတယ် the sooner the better မြန်လေလေပိုကောင်းလေလေပဲ the sooner the better နောက်ထပ် example တစ်ခု the earlier the better the ရဲ့နောက်မှာ comparative တစ်ခုလိုက်ပြီးလိုက်နော်အဲ့တော့ the earlier the better စောလေလေပိုကောင်းလေလေပဲစောလေလေပိုကောင်းလေလေနောက်ထပ် example တစ်ခုကthe easier the better the easier the better လွယ်လေလေပိုကောင်းလေလေပဲနောက်ထပ် example တစ်ခုက the faster the better the faster the better မြန်လေလေပိုကောင်းလေလေပဲမြန်လေလေပိုကောင်းလေလေပဲနောက်ထပ်တစ်ခု speaking pattern number 6 it seems that plus subject တစ်ခု plus verb တစ်ခုလိုက်တယ်အဓိပ္ပာယ်ကိုကောက်တဲ့အခါမှာကွက်လက်လို့ထင်ရတယ်အဲ့လိုအခြေအနေမျိုးမှာပြောချင်တဲ့အခါသုံးပါတယ် so example လေးနဲ့ပြောမယ်ဆိုရင် it seems that he forgot you ဒီနေရာမှာ he subject လိုက်ပြီးရနော် subject ပြီးရနောက်မှာ verb and forgot ဒီမှာလိုက်ထားတယ်အဲ့တော့ seems that he forgot you သူကမင်းကိုမေ့သွားပြီလို့ထင်ရတယ်နော်နောက်ထပ် example တစ်ခု it seems that she is happy it seems that she is happy သူမကပျော်တယ်လို့ထင်ရတယ်နော်နောက်ထပ် example တစ်ခုက it seems that you are pretending it seems that you are pretending အဓိပ္ပာယ်ကမင်းကဟန်ဆောင်နေတယ်လို့ထင်ရတယ်နော် it seems that you are pretending ဆိုတာကဟန်ဆောင်တာအဲ့တော့ it seems that you are pretending လို့ပြောရင်မင်းကဟန်ဆောင်နေတယ်လို့ထင်ရတယ်နော်ထင်ရတယ် it seems that ရဲ့အဓိပ္ပာယ်ကထင်ရတယ်နော်လို့အဲ့လိုအဓိပ္ပာယ်ကောက်ရပါတယ်နောက်ထပ် speaking pattern number 7 why don't you plus verb 1အဓိပ္ပာယ်ကဘာလို့ကွက်လက်မလုပ်ရတာလဲလို့အဲ့လိုအဓိပ္ပာယ်ရပါတယ်
ဆိုလိုတာကဘာလို့မလုပ်ရတာလဲလုပ်လိုက်ပါလားအဲ့လိုချင်းဒီမျိုးပေါ့ example လေးနဲ့ချက်ကြည့်အောင် why don't you call me why don't you ကျူရဲ့နောက်ထပ် verb 1 call right မင်းဘာကြောင့်ငါ့ကိုမခေါ်တာလဲမင်းငါ့ကိုဘာကြောင့်မခေါ်တာလဲဘာလို့မခေါ်တာလဲဆိုတော့ခေါ်လိုက်ပါလားဘာဖြစ်လို့လဲအဲ့လိုအခြေအနေမျိုးပေါ့နော်